ကုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ကိုယ်စားလှယ်အမတ်နှစ်ဦးတော်လာဤရန်ကုန်တိုင်းအတွင်းရှိနိုင်ငံဝန်ထမ်းများလုံသက်အနှစ်30နှစ်ထက်2021ခုနှစ်နောက်ပိုင်းအငြိမ်းစားယူသောဝန်ထမ်းများအားမြေကွက်များချထားပေးရန်အစီအစဉ်ရှိမရှိနှင့်ဆက်လင်းသည့်မေကွန်းမေးမြန်းမှုဖြစ်ပါလေမင်္ဂလာပါခင်ဗျာလေးစားပါတော့ရန်ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌလွှတ်တော်ဒုတိယဥက္ကဋ္ဌလွှတ်တော်ကိုယ်စားလှယ်များရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များဖိတ်ကြားထားသောဧည့်သည်တော်များအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေလို့ဥစွာပရမနှုတ်ခွန်းဆက်သပါတယ်ကျွန်တော်ကတော့မဲဆန္ဒနယ်အမှတ်1ဒဂုံမြို့သစ်ရှေ့ပိုင်းမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးတော်တာဖြစ်ပါတယ်ခင်ဗျာကျွန်တော်မင်းမြန်းလို့ဒီမေကွန်းကတော့ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိနိုင်ငံတော်မှပေးအပ်သည့်မြေကွက်သို့မဟုတ်တန်ဖိုးနဲ့အရာအခွင့်အရေးတစ်ကြိမ်တစ်ခါမျှရပူးခြင်းမရှိခဲ့သည့်လုံသက်နှစ်30နှစ်အထက်ဝန်ထမ်းများ2021ခုနှစ်နောက်ပိုင်းငြိမ်းစားယူခဲ့သောဝန်ထမ်းများနေထိုင်စရာမြေကွက်ချထားပေးနိုင်ခြင်းရှိမရှိသိရှိလိုကြောင်းနဲ့ဆက်လင်းသည့်မေကွန်းဖြစ်ပါတယ်ခင်ဗျာလေးစားအပ်ပါသောလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ PowerPoint နဲ့တင်ပြခွင့်ပြုပါ2021ခုနှစ်အခင်းချင်းကာလတွင် CDM မလုပ်နိုင်သောနိုင်ငံဝန်ထမ်းများသည် Social Punishment လုပ်ခြင်းခံရက PR ပေးချက်ကိုင်မှုများရှိတော်လဲမိမိတို့၏လုပ်ငန်းတာဝန်များကိုရှိသောလူဝင်အားဖြင့်မလစ်ခင်းစေရန်ကြံ့ကြံ့ခံ၍ကျေပြိုစွာတာဝန်ထမ်းဆောင်ခဲ့ကြပါတယ်အချို့သောဝန်ထမ်းများသည်ဝန်ထမ်းဘဝလုပ်သက်အနှစ်30ကျော်တာဝန်ကိုကျေပြိုစွာထမ်းဆောင်ခဲ့ကြတော်လဲနေထိုင်စရာအတွက်နိုင်ငံတော်မှပေးအပ်သည့်မြေကွက်တစ်ကွက်သို့မဟုတ်တန်ဖိုးနဲ့အရာခွင့်ရေးတစ်ကြိမ်တစ်ခါမျှရရှိခဲ့မှုခြင်းမရှိပါလုံသက်နှစ်30ဆိုတာဟာဝန်ထမ်းတို့အတွက်ဘဝတစ်ခုလုံးပေးဆက်ခဲ့ရတာဖြစ်ပါတယ်ဝန်ထမ်းဘဝမှာအနားယူခြင်းရောက်တဲ့အခါမှာဝန်ထမ်းအရာမှာဖယ်ပေးရခြင်းလစာဝင်ငွေမှပင်စင်ဝင်ငွေတို့ပြောင်းလဲသဖြင့်ဝင်ငွေရောင်းလဲသွားခြင်းငွေကြေးဖောင်းပွားမှုကြောင့်ကုန်စည်နှုန်းမြင့်တက်လာခြင်းတို့နဲ့အတူနေစရာအခက်အခဲများဖြစ်ပေါ်နေကြပါတယ်တို့ဖြစ်ပါ၍ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိနိုင်ငံတော်မှပေးအပ်သည့်မြေကွက်သို့မဟုတ်တန်ဖိုးနဲ့အရာအခွင့်အရေးတစ်ကြိမ်တစ်ခါမျှရဘူးခြင်းမရှိသည့်လုံသက်နှစ်30နှစ်အထက်ဝန်ထမ်းများနှင့်2010ခုနှစ်နောက်ပိုင်းငြိမ်းစားယူသောဝန်ထမ်းများနေထိုင်စရာမြေကွက်များချထားပေးနိုင်ခြင်းရှိမရှိလွှတ်တော်ကဒီမှာတစ်စီလေးစားစွာဖြင့်မေးမြန်းပါတယ်ခင်ဗျာသက်ဆိုင်ရာတိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်ကဖြေကြားပေးဖို့ဖြစ်ပါတယ်လေးစားပါတော့လွှတ်တော်ဥက္ကဋ္ဌဒုတိယဥက္ကဋ္ဌရုံးတိုင်းဒေသကြီးစိုးရအဖွဲ့ဝင်များလွှတ်တော်ကိုယ်စားလှယ်များနဲ့ဧည့်သည်တော်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ရုံးတိုင်းဒေသကြီးစိုးရအဖွဲ့မှစီပင်သာရေးဝန်ကြီးဦးမျိုးမြတ်အောင်ဖြစ်ပါတယ်ကျွန်တော်အနေနဲ့ရုံးတိုင်းဒေသကြီးဒဂုံမြို့သစ်ရှေ့ပိုင်းမြို့နယ်မဲဆန္ဒနယ်အမှတ်2ဦးတော်ရာမေးမြန်းထားတဲ့ရုံးတိုင်းအတွင်းရှိလုံသက်အနှစ်30နှစ်အထက်ဝန်ထမ်းများနဲ့2021ခုနှစ်နောက်ပိုင်းအငြိမ်းစားယူသောဝန်ထမ်းများအားမြေကွက်များချထားပေးရန်စီစဉ်ရှိမရှိနဲ့ဆက်လင်းနဲ့ကျေပွင့်ပြမေးခွန်းကိုဖြေကြားသွားမှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဝန်ထမ်းများနဲ့အငြိမ်းစားဝန်ထမ်းများနဲ့ပတ်သက်ပြီးတော့ပြီးခဲ့တဲ့နှစ်ကမြေကွက်နဲ့တိုက်ခန်းများချထားပေးမှုနဲ့ပတ်သက်ပြီးတော့ယခင်နှစ်လွှတ်တော်အစည်းအဝေးများမှာအသေးစိတ်ကျွန်တော်တင်ပြခဲ့ပြီးဖြစ်ပါတယ်ယခုအစိုးရသစ်တာဝန်ယူတဲ့အစပိုင်းကာလမှာမြို့ပြစီမံကိန်းများနဲ့ပတ်သက်တဲ့စီမံကိန်းများကိုရေးဆွဲဖို့စီစဉ်ဆောင်ရွက်ဆဲအခြေအနေဖြစ်ပါတယ်ရေးဆွဲပြီးပါကလည်းကျွန်တော်ပြောင်စုအဆင့်ကိုလမ်းညွှန်မှုရယူပြီးတော့မှဆောင်ရွက်သွားမှာဖြစ်ပါတယ်ဒီအတွက်ကြောင့်ယခုလောလောဆယ်မှာတော့ကျွန်တော်တို့လူသက်ရေးဝန်ထမ်းများအငြိမ်းစားဝန်ထမ်းများအတွက်ရေကွက်ချထားပေးရန်အစီအစဉ်မရှိသေးပါကြောင်းလွှတ်တော်ဥက္ကဋ္ဌကြီးမှတဆင့်လေးစားစွာပြန်လည်တင်ပြအပ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခွင့်ပြုပါဆက်မေးခွန်းပြုပါဝင်ကြီးပြေကြားသွားတဲ့အဖြေမှာလေးစားပါတော့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာဝင်ကြီးပြေကြားသွားတဲ့အဖြေမှာ2025-26ဘန်ဒါရေးနှစ်အတွက်ချက်မပေးတဲ့မြေကွက်တွေနဲ့ပထမနေ့ကဖြေကြားသွားတဲ့အချိန်ဥချက်ကိုမေးတဲ့မေးခွန်းမှာဖြေကြားသွားတဲ့အထဲမှာလည်းပါပါတယ်15ရက်တလ2026မှာ22ရက်3လ2000ကာလအတွင်းအသက်ခံတာဆွန့်ခဲ့ရတဲ့လီသားစုတွေအတွက်စုစုပေါင်း84တိုက်ခန်းတွေကိုရောင်းချပေးခဲ့တာဖြေကြားသွေးတာတွေ့ခဲ့တဲ့အတွက်ဘုံဝမ်းမြောက်ကြောင်းပြောကြားလိုပါတယ်အဲ့ဒီဘုံဝမ်းမြောက်တဲ့အချက်တွေဟာပြီးခဲ့တဲ့အစိုးရရဲ့လှုပ်ဆောင်ချက်တွေသာဖြစ်ပါတယ်ကျွန်တော်တို့လွှတ်တော်နဲ့လည်းသက်ဆိုင်မှုမရှိပါဘူးခင်ဗျာလေးစားအပ်ပါတော့လွှတ်တော်ခင်ဗျာအနှစ်30ဆိုတာတကယ်တော့ဘဝတစ်ခုလုံးမှာလူတယောက်ကမွေးဖွားရာကနေကြီးပြင်းလာတဲ့ဒီပညာသင်ကြားမှုပြီးဆုံးလို့လုပ်ငန်းဝင်ရောက်ပြီးအနှစ်30ကြာတဲ့အချိန်မှာဘဝရဲ့နောက်ဆုံးအချိန်နေဝင်ချိန်ကိုရောက်ရှိနေပါပြီ
အဲ့ဒီအချိန်မှာပြင်ဆင်ယူလိုက်ရတဲ့အတွက်ဝင်ငွေလျော်နေခြင်းဝန်ထမ်းတွေမှာဖယ်ပေးရခြင်းငွေကြေးဖောင်းမှမှု inflation နဲ့အတူကုန်စည်နှုန်းပြင်းပြမှုတို့ကြောင့်လွန်စွာခက်ခဲကြပါတယ်လေးစားပါတော့လွှတ်တော်ကြီးခင်ဗျာကျွန်တော်ဘေးကလည်းမေခွန်းဟာတတိယအချိန်လွှတ်တော်နဲ့အတူပေါ်ပေါက်လာတဲ့ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ policy ရည်မှန်းချက်နဲ့ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့တိုင်းပြည်နဲ့နိုင်ငံအတွက်ဘဝတစ်ခုလုံးရင်းနှီးမြှုပ်နှံပြီးတာဝန်ကျေပွန်စွာထမ်းဆောင်သစ္စာရှိတာဝန်ထမ်းဆောင်ခဲ့ကြတဲ့နိုင်ငံဝန်ထမ်းများအတွက်ဆောင်ရွက်ပေးမဲ့အစီအစဉ်ကိုသာမေးမြန်းခြင်းဖြစ်ပါတယ်လေးစားပါတော့ဥက္ကဋ္ဌခင်ဗျာဆက်ဆက်မေခွန်းနဲ့ကျွန်တော်မေးမြန်းလိုတာတော့တတိယအချိန်လွှတ်တော်နဲ့အတူပေါ်ပေါက်လာတဲ့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့လက်ထက်မှာနိုင်ငံတော်မှာပေးရတဲ့မြေကွက်သို့မဟုတ်တန်ဖိုးနဲ့အရာခွင့်ရေးတစ်ချိန်တစ်ခါမှရာကူးခြင်းမရှိခဲ့ကြတဲ့လောက်သက်နှစ်30နဲ့အထက်နိုင်ငံဝန်ထမ်းများနဲ့2020နောက်ပိုင်းရင်းစားယူခဲ့ကြတဲ့လောက်သက်နှစ်30ကျော်ဝန်ထမ်းများအတွက်မြေကွက်များဖော်ထုတ်ရောင်းချပေးရှိမရှိနဲ့နံပါတ်2ကတော့အစီအစဉ်ရှိပါကမြေသိပဏာနှစ်မှာဆောင်ရွက်ပေးမည်ကိုသိရှိလိုပါကြောင်းအစီအစဉ်မရှိပါကမြေသိအတွက်ဖြစ်ကြောင်းကိုသိရှိလိုကြောင်းတော်တော်မှမေးမြန်းပါတယ် ဝန်ကြီးမဆက်တဲ့မိကုံဖြေကြပြီပါ ဟုတ်ကဲ့ကျွန်တော်ခုနကဖြေစားသွားတဲ့အချိန်မှာပါရှိပါတယ်ကျွန်တော်တို့ကစွတ်တဲ့ကဲအစပိုင်းကာလဖြစ်တယ်မြို့ပြစီမံကိန်းများပေါ်ဆောင်ဖို့အတွက်ကိုကျွန်တော်ဒီအစီအစဉ်တွေကိုစီစဉ်ဆောင်ရွက်ဖို့အတွက်စပြီးတော့ဆောင်ရွက်နေတဲ့ဒီစီမံကိန်း project တွေကိုစဖို့အတွက်အစီအစဉ်ရေးဆွဲနေတဲ့ကာလပဲရှိပါသေးတယ်အဲ့တော့အစီအစဉ်ရေးဆွဲပြီးရင်လည်းကျွန်တော်တို့ဒီပြည်သူ့အခြေခံဥပဒေအရမြို့ပြဒီစီမံခန့်ခွဲမှုဆိုတာပြည်အောင်စုရဲ့လမ်းညွှန်မှုကိုခံယူပြီးတော့မှကျွန်တော်တို့ကပြည်အောင်စုအဆင့်အရလမ်းညွှန်မှုပြီးတော့မှကျွန်တော်တို့ကတိုင်းဒေသကြီးအဆင့်ဆောင်ရွက်ရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကလက်ရှိဒီစီမံကိန်းကိုရေးဆွဲဖို့စီစဉ်နေတော့မှရှိပါတယ်အဲ့တော့ဒီအဆင့်တွေပြီးမှကျွန်တော်တို့ကခုနပြောတဲ့ကျွတ်တော်ကိုယ်စားလှယ်ကြီးမေးတဲ့ဝန်ထမ်းတွေရင်းနှီးဝန်ထမ်းတွေကိုကျွန်တော်တို့ကစီစဉ်ပြီးလို့ဆောင်ရွက်ပြီးလို့ရမှာဖြစ်ပါတယ်လက်ရှိအခြေအနေကိုဖြစ်ပါတယ်ဒါကြောင့်မလို့လက်ရှိအခြေအနေမှာတော့ကျွန်တော်တို့လက်ရှိအခြေအနေပေါ့နော်လက်ရှိအခြေအနေမှာကျွတ်တော်ကိုယ်စားလှယ်ကြီးမေးတဲ့နော်ကျွန်တော်တို့ဝန်ထမ်းတွေရင်းနှီးဝန်ထမ်းတွေကိုအခုလက်ရှိချပေးဖို့ဆိုတာအစီအစဉ်မရှိသေးဘူးဆိုတော့ကျွန်တော်ကဖြေချရင်ဖြစ်ပါတယ်အကယ်၍ခုနကကျွန်တော်ပြောတဲ့စီမံကိန်းတွေကျွန်တော်တို့ဆွဲလို့ရပြီပြောင်းစုကိုလည်းတင်ပြဖို့ရလို့လမ်းညွှန်မှုရပြီဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်တို့ကစီစဉ်ဆောင်ရွက်ပြန်ဖြစ်ပါတယ်ဒါလည်းခုနဒီတိုင်းပဲကျွန်တော်ဖြေချသွားတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်